အခန်းကလက်တွေ့လေ့ကျင့်ခြင်းအဆင့်1လက်တွေ့လေ့ကျင့်နိုင်ရန်ကွန်ပျူတာထဲတွင်ရှိသော Rapid Timing Application ကိုဖွင့်ပေးပါအဆင့်2 EN1 Introducing ကိုရွေးပါအဆင့်3 1 Basic Lesson 1 ကိုရွေးပါအဆင့်4စတင်လေ့ကျင့်နိုင်ပါပြီအဆင့်5သင်ခန်းစာတစ်ခုပြီးပါက Triangle ကိုထပ်နှိပ်ပြီးပြန်လေ့ကျင့်ပါသင်ခန်းစာတစ်ခုကို10ချိန်မှ30ချိန်ထိလေ့ကျင့်ပေးပါကွန်ပျူတာအခြေခံစာရိုက်နည်းနဲ့လိုက်နာတဲ့အချက်များကိုရှင်းပြလုပ်ပြီးပါပြီစိတ်ပါဝင်စားစွာလိုက်ပြီးသင်ယူပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်